ကပြည်သူဝန်ထမ်းမဟုတ်ဘူးသာသနာဝန်ထမ်းပြည်သူဝန်ထမ်းပုဂ္ဂိုလ်ကသာလျင်နော်ငါတို့ဘယ်အစိုးရဘက်ကိုရက်တီမလဲငါတို့ဘယ်အစိုးရဘက်ကိုရက်တီမလဲအဲ့လိုသွားရမှာဒါလူတွေလို့ဘုန်းကြီးဆိုတာသာသနာမျက်နှာပဲကြည့်တာသာသနာမျက်နှာပဲမူရမှာဘယ်မင်းနေမျက်နှာမှာမူရမှာမဟုတ်ဘူးနော်အနာဒီလည်းဗုဒ္ဓဘာသာမင်းပဲနော်ဒုစုလည်းဗုဒ္ဓဘာသာပဲမင်းအောင်လည်းဗုဒ္ဓဘာသာပဲအဲ့တော့ဟိုတဲကိုပြက်ပြားပါသေးဒီတော့ကောင်းပါပြီဆိုရင်ဒါကအစွန်းရောက်တဲ့စိတ်တက်ဖြစ်သွားပြီနော်တစ်ဖက်ကိုရင်းနေတဲ့အတွက်အစွန်းရောက်တယ်မစ္စည်းမပရိပဒါသမားဖြစ်ရမယ်အဲ့ဒါဘလို့မျိုးမစ္စည်းမပရိပဒါစိတ်ထားရမလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့စံနှုန်းလေးရှိတယ်ပေါ့နော်ဒါမြတ်စွာဘုရားရှင်စံနှုန်းလေးရှိတယ်မဟာဝမလာဒီကနိကေမလားမသိဘူးဘုရားရှင်ခေါ်တာရှိတယ်မာပရိနိဗ္ဗာန်တုတ်တန်ဒဲမာနဲ့တူပါဒီကနိကေဖြစ်ဖို့များတယ်အဲ့ဒီမှာမကရတိုင်းရှင်ဇာတတကဝိစီမင်းတို့သူကအမြင့်ဖြုတ်ချင်တာနော်ဝိစီမင်းတို့သူကအမြင့်အရန်ဖြုတ်ချင်တာဒီကောင်လေးပြုတ်သွားမှငါမကရတိုင်းယူချဲလို့ရမယ်ငါရဲ့အာနာစက်ကြီးကရေရှည်တည်နေမယ်နောက်ဆုံးငါအာနာစက်ကိုဒီဝိစီမင်းနဲ့ခဏခဏထိပါနေတယ်အဲ့တော့အဇာတတကဘာတွေးလဲဆိုတော့ဒီဝိစီမင်းတွေကစီးလုံးတဲ့အတွက်ငါတုံနဲ့ဖြူဖြက်လို့မရဘူးသူ့ရဲ့အဖွဲ့အစည်းကအရန်ကြီးမားတယ်သူ့ရဲ့အာနာကအရန်ကျယ်ပြန့်တယ်အဲ့တော့ဒီပုံကိုယ်တွေကဖြိုခွင်းနေတဲ့ဖြတ်စည်းခြင်းတယ်ဒါပေမဲ့သူကနည်းနည်းစဉ်းစားလို့မတတ်ဘူးအဲ့တော့မြတ်စွာဘုရားရှင်အလုံးစုံသိတဲ့ပုံကိုဆိုတော့သူကဒီဝဒကsorry ဟိုကနော်အဇာတတကသိထားတော့သူ့ရဲ့အမှတ်ဖြစ်တဲ့ဝိသကာရကိုဘုရားရှင်မှာအခုကလူတွေပေါ့လေခုကလူတွေလို့ပေါ့ဘုန်းကြီးကြောင်းသွားပြီးတော့ပစ္စည်းလေးပေးပြီးရှင်ကဟိုအစိုးရတန်ခါနိုင်ကတွေခိုင်းတယ်လို့ပေါ့လေရှင်ကကျမတို့ဒါလှူတယ်နော်တပည့်တော်ဘာလေးတော့ပြန်ဆောင်ရွက်ပေးပါဘလို့ကျင်ညာချက်လေးထုတ်ပေးပါဒီလိုမျိုးပေါ့လေအဲ့တော့အဲ့လိုမျိုးဖျားရှင်စီသွားပြီးရှ िख ိုးကတော့နော်ပူဇော်လှူဒန်းပြီးတော့မှမြတ်စွာဘုရားကိုဝိသကာရကဘာပြောလဲဆိုတော့အရှင်မြတ်ဝိဇ္ဇိတိုင်းသားတွေပျက်စီးဖို့သူကလမ်းကြောင်းခင်းတယ်ဝိဇ္ဇိတိုင်းသားတွေဘလို့ဖြိုခွင်းရမှာလဲမြတ်စွာဘုရားရှင်ကသူတော်ကောင်းလို့မြည်ဒီသူတော်ကပြက်ပြားကြောင်းပျက်စီးကြောင်းဘယ်တော့မှမပြောမှတ်ထားရတာနော်ပိန်းတယ်လို့တချို့တွေပြောနီဘိန်းလို့ခေါ်ကြတယ်နော်နီဘိန်းလို့ခေါ်ကြတယ်ဒါပေမဲ့ဟုတ်တယ်တကယ်လည်းပိန်းတယ်ဘာသာရေးမြင်နဲ့ကြည့်ရင်အနာဒီယပုံတော်တော်များများနည်းနည်းတုံရဆင်ပဲရှိတယ်နော်မူဂျိုဆင်ပဲရှိတယ်မူဂျိုတော့မှမဟုတ်သေးပါဘူးနော်ဟိုကာကြီးခါကိုကျင့်ကစားအရွယ်လောက်ပဲရှိသေးတယ်နော်ဘာသာရေးမြင်နဲ့ပတ်သက်လို့အနာဒီယလူတွေတော်တော်များများတုံရဆင်ပဲရှိတယ်0ဆင်ပဲရှိတယ်အဲ့တော့ဒီဝဒကာရပုံနာမြတ်စွာဘုရားအဲ့လိုစိတ်နဲ့တော့မိတာနော်ဝစီတိုင်းသားတွေဖြိုခွဲဖြတ်စည်းဖို့တပည့်တော်ဘလူနီလာနေတော့ရမလဲဖေ။အဲ့လိုမျိုးစိတ်နဲ့တော့မိတာအဲ့တော့သူတို့ကောင်းလို့မိဒီမှာဘယ်တော့မှသူများပျက်စီးကြောင်ဘယ်တော့မှမပြောဘူးမကြံဘူးမတွေးဘူးဒါသူတို့ကောင်းတွေအလုပ်ပဲအဲ့ဒါလေးကောင်းနဲ့ထည့်ထားဖို့လိုတယ်နော်အစစ်ဆိုးကခုနလိုပေါ့နော်ဒီခရီးယန်ဘာသာရေးကောင်းဆောင်ကဆင်လာရှင်ကြောက်ဆုံးမှုအတွက်သူကဝတ်ပြုဆုတောင်းတယ်တေဝါတဲ့လူတွေကိုဝတ်ပြုဆုတောင်းပေးတယ်ကောင်းရမောင်ရပြုနော်အဲ့တော့ဘုန်းကြီးတွေကအဲ့လိုစိတ်ထဲမှာမူရဘူးနော်အဲ့ဒါလေးတော့ခွဲခြားနားမလဲတဲ့အဆင့်လေးနဲ့ဘုန်းကြီးတွေကိုနည်းနည်းကွန်ပလိတ်မတက်နဲ့နော်ဘယ်လိုပြောမလဲနည်းဘုန်းကြီးတွေဘက်ကတော့တွေးမှာပေါ့ဒီပုံကိုအုံတော့မရှိဘူးတုံညဆင်မရှိတယ်နေဘိန်းပေါ့နော်အန်ဒီဘက်ကလူသူတို့ဘက်မရက်တီလို့ရှင်ဘာဖြစ်လဲဘုန်းကြီးကိုကတော့လို့ပြောတယ်ရက်တင်ဒါမှငါတို့ဖုံဒါတော်များများတွေ့ရတယ်ပေါ့နော်ဒါမဲ့ဦးစင်းတို့ NLD လည်းမဟုတ် USCB လည်းမဟုတ်ဘူးဦးစင်းတို့ဖျားသားတော့ပဲဖျားသားတော့ဖြစ်တဲ့အတွက်ဖျားသားတော့ဘက်ကထင်ရင်ဖျားသားတော့ဘက်ကနာတယ်အဲ့တော့အခုလိုဒီလိုရှင်းပြနေပဲဖြစ်တယ်နော်အဲ့လိုမျိုးဘုရားကတော့မြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားရှင်ကမပြောဘူးဒါမဲ့ဘုရားရှင်ကဘာပြောလဲဆိုတော့ရှင်အနန္ဒာအချိန်မှာဘုရားရှင်ကိုနွေရာသီဖြစ်တဲ့တော့ပူလို့ရက်ခတ်ပေးနေတယ်အမေမြတ်စွာဘုရားရှင်ကသူတို့ပစ္စည်းရမဟောဘူးရှင်အနန္ဒာကိုဘလို့ပြောလဲဆိုတော့သူဝတ္တကာတော့သူမပြောတော့မြတ်စွာဘုရားဝတ္တကာတော့မပြောတော့ဘူးဝတ္တကာကသူတို့ကောင်းတွေဘလို့စကားပြောရမလဲဆိုတော့ကောင်းကောင်းနားမလည်တဲ့ညီဘိန်းအစင်မရှိတော့နော်ညီဘိန်းအစင်မရှိတော့ဝတ္တကာတော့မြတ်စွာဘုရားအဖတ်မလုပ်တော့ဘူးအာနန္ဒာကိုထည့်ပြောတယ်အာနန္ဒာဝစီတိုင်းသားတွေညီညွတ်နေတဲ့ကာလပတ်တော့ဘယ်သူမှတိုက်ဖြတ်လို့မရဘူးဒါစသည်ဖြင့်ရာဇအပရိဟာနိယတုတ်တော်အာ
နန္ဒာကိုမြတ်စွာဘုရားရှင်ကဟောကြားလိုက်တယ်ဆိုလိုချင်တာကဘုရားရှင်ကအစယဟန်တန်ဃာတွေအစုံဘယ်တော့မှသူတို့ဘာပျက်စီးကြောင်းဆုတောင်းသင့်ပါတယ်လို့ထင်နေသေးရခင်ဗျားတို့ကဗုဒ္ဓဘာသာအရေးချုံစစ်ပဲရှိတယ်သဘောပေါက်နော်ဒါပဲပြောချင်တယ်